မင်္ဂလာပါခင်ဗျာ2013ခုနှစ်မတ်လ24ရက်တနင်္ဂနွေနေ့အာဗီရှင်သတင်းတွေကိုတင်ဆက်ပေးနေပါပြီခင်ဗျာဒီကိန်းနဲ့အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့မိထ္ထီလာမှာမတ်လ23ရက်နေ့ကစပြီးအရေးပေါ်အခြေအနေကြေညာလိုက်ပြီးတဲ့နောက်ပိုင်းဒီကနေ့အခြေအနေတွေပြန်ပြီးတော့တည်ငြိမ်လာနေပြီလို့ဒေသခံတွေကပြောပါတယ်3ရက်ကြာဖြစ်ခဲ့တဲ့ရုံးရင်ဆန်ခတ်မတည်မငြိမ်အခြေအနေတွေကြောင့်လူပေါင်း2000ကျော်အိုးမဲ့အိမ်မဲ့ဒုက္ခတွေဖြစ်ခဲ့ရတယ်လို့မိထ္ထီလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်မိထ္ထီလာမြို့မှာ3ရက်ကြာတဲ့ပဋိပက္ခအတွင်းသေဆုံးသွားသူအနည်းဆုံး100ကျော်ရှိပြီးဒဏ်ရာနဲ့ဆေးရုံရောက်နေသူရာဂဏန်းလောက်ရှိတယ်လို့ဒေသခံတွေနဲ့မိထ္ထီလာမြို့မှာအကူအညီပေးနေသူတွေကပြောပါတယ်ပဋိပက္ခကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ဒုက္ခတွေဟာဘုံကြီးကျောင်းတွေမှာအပြင်အားကစားကွင်းနဲ့ရဲစခန်းတွေမှာပါယာယီခိုလုံနေကြရပါတယ်စနေနေ့ကဆိုရသတင်းစာထဲမှာတော့မိထ္ထီလာမြို့ပေါ်ကကယ်ဆယ်ရေးစခန်းတွေမှာစုစုပေါင်းဒုက္ခသည်9644ယောက်ရှိတယ်လို့ပြောပါတယ်အကူအညီလိုအပ်နေကြတဲ့ဒုက္ခသည်တွေအတွက်တခြားကလာရောက်လှူဒါန်းသူတွေလည်းတစားရောက်လာနေကြတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာကုလသမဂ္ဂရဲ့လူ့အခွင့်အရေးကောင်စီ UNHRC ကမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Thomas Ohe Quintana ကိုလူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ဖို့နောက်ထပ်သက်တမ်းတစ်နှစ်တိုးမြင့်ပေးလိုက်ကြောင်းသိရပါတယ်။ Mr. Quintana ဟာစစ်အစိုးရလက်ထက်ရာဇဝတ်မှုတွေကိုပေါ်ထုတ်ဖို့ကြိုးပမ်းမှုတွေကြောင့်၎င်းလူနည်းစုအစ္စလာမ်ဘာသာဝင်တွေနဲ့ခရစ်ယာန်ဘာသာဝင်တွေအပေါ်ဖိနှိပ်ချုပ်ချယ်အနိုင်ကျင့်ပိုကြမှုတွေကိုပေါ်ထုတ်တင်ပြဖို့ကြိုးစားမှုတွေကြောင့်မြန်မာအစိုးရနဲ့လူများစုစီးရင်ဝင်ဗုဒ္ဓဘာသာဝင်ပြည်သူလူထုတချို့ကမလိုလားကြဘူးလို့သိရပါတယ်။အဲ့ဒါအပြင်ပြည်တွင်းမှာရှိတဲ့မီဒီယာကြီးတွေကလည်းခင်ထာနာရဲ့လုပ်ငန်းဆောင်တာဆောင်ရွက်ချက်တွေကိုဖော်ပြခြင်းမျိုးမရှိကြောင်းသိရပါတယ်။ Mr. ခင်ထာနာရဲ့အစီရင်ခံစာသစ်မှာနည်းပညာပိုင်းဆိုင်ရာအကူအညီလိုအပ်ချက်တွေသာမကလူသားအရေးအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရေးအခြေခံအတွက်လိုအပ်ချက်တွေကိုပါဖော်ပြပေးဖို့ဖိတ်ခေါ်တိုက်တွန်းထားတယ်လို့လည်း UNHRC ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW မှ Philip Midan ကတော့နိုင်ငံတကာအနေနဲ့မြန်မာပြည်မှာလူ့အခွင့်အရေးဆိုင်ရာရုံးခန်းတစ်ခုဖြစ်တည်လာဖို့အာရုံထားသင့်ကြောင်းတောက်ကြနေ့မှာပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးသူကမြန်မာအစိုးရကိုကြံရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့သာမကကချင်ပြည်နယ်အတွင်းစစ်တပ်ကကျူးလွန်ခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအလုံးစုံပြန်လည်စစ်ဆေးဖို့လက်ရှိတည်မြဲနေတဲ့ဥပဒေကိုပြန်လည်သုံးသပ်ရန်ရက်စွဲအတိအကျသတ်မှတ်ဖို့လက်ရှိနိုင်ငံရေး policy ကိုဆန့်ကျင်တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုနှိပ်ကွပ်ထားတဲ့ဥပဒေမျိုးကိုပြန်လည်စစ်ဆေးဖို့စတဲ့အချက်လက်တွေကိုပြောကြားသွားခဲ့ပါတယ်ခင်ဗျာမတ်လ23ရက်နေ့ည8:00 နာရီခန့်ကရမဲသိမ်းမြို့အနီးရတန်းရွာမှာမီးရှို့ခံရတဲ့အတွက်အဲ့ဒီရွာကဗလီတစ်လုံးအပါအဝင်မွတ်စလင်အင်ဂျင်90ကျော်မီးလောင်ကျွမ်းခဲ့တဲ့အပြင်ဖျက်ဆီးခံရတဲ့အိမ်9လုံးရှိတယ်လို့ရမဲသိမ်းမြို့နယ်မီးတပ်ဖွဲ့ကဦးစီးရာရှိဦးစိုးနိုင်ကပြောပါတယ်မီးငြိမ်းသက်ရန်ရောက်သွားတဲ့မီးတပ်သမားတွေကိုလည်းအကြမ်းဖက်သမားတွေကအဝေးက၄ခွားနဲ့ပစ်တာတွေရှိပါတယ်လို့မီးတပ်အရာရှိကပြောပါတယ်ခုလိုမီးရှို့ခံရတာမှာဒေသခံတွေကရှို့တာမဟုတ်ပဲကား3စီးနဲ့ရောက်လာတဲ့အကြမ်းဖက်သမားတွေကရှို့တာဖြစ်တယ်လို့ရမဲသိမ်းရဲတပ်ဖွဲ့နဲ့နှီးဆက်သူတွေထံကသတင်းရကြောင်းရှင်းနေဦးအောင်သိန်းကပြောပါတယ်အခုမီးရှို့မှုမှာပါဝင်ပတ်သက်သူ100ခန့်ရှိကြောင်းရမဲသိမ်းမြို့ခရိုင်ရဲတပ်ဖွဲ့ကအရာရှိတဦးကလည်းပြောပါတယ်ခင်ဗျာမြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ဦးအောင်မင်းဦးခင်ရီဦးစန်းစင့်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်နဲ့ဘာသာရေးခေါင်းဆောင်တချို့ဟာဒီကနေ့မတ်လ24ရက်နေ့မနက်ပိုင်းမှာမိထ္ထီလာမြို့ရှိယာယီကယ်ဆယ်ရေးစခန်းတွေကဒုက္ခသည်တွေကိုလိုက်လံတွေးဆုံအားပေးခဲ့ကြောင်းသတင်းရရှိပါတယ်ဒုက္ခသည်စခန်းတွေကိုတွားရောက်လေ့လာပြီးတဲ့နောက်မှာလိုအပ်တဲ့အကူအညီတွေကိုပေးသွားဖို့အစီအစဉ်ရှိတယ်လို့ Mr. Vijay Nambiar ရဲ့နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်ကပြောပါတယ်လက်ရှိဒုက္ခသည်စခန်းတွေမှာဒုက္ခသည်2000ခန့်ရှိပြီးမန္တလေးမြို့နဲ့တခြားမြို့တွေကအဖွဲ့အစည်းအချို့နဲ့စေတနာရှင်ပြည်သူတွေကအစားအစာတွေလာရောက်လှူဒါန်းလျက်ရှိကြောင်းလည်းသိရပါတယ်။တမတော်ကလုံခြုံရေးတာဝန်ယူထားတဲ့မိထ္ထီလာမြို့မှာထပ်မံ၍ပြည်ပခဖြစ်ပွားခြင်းမရှိတော့ဘဲဒီကနေ့နံနက်မှစတင်ပြီး3ရက်ကြာပိတ်ထားတဲ့မိထ္ထီလာမြို့ဈေးကိုပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်းလည်းသတင်းရရှိပါရခင်ဗျာ။ဒီကနေ့အတွက်သတင်းတွေကိုဒီမျှနဲ့ပဲရန်နာခွင့်ပြုပါခင်ဗျာ။ RV ရှင်ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။